ပရိသတ်ကြီးအားလုံးမင်္ဂလာပါအမပိုင်လို့ရှိရင်လည်းခွင့်လွှတ်ပေးပါနော်အခုဆိုမဲ့သချင်းကတေးဆရာဦးထွန်းလှိုင်ရေးပေးထားတဲ့စိတ်ငါးသူအတွက်တဲ့နားထောင်ပေးပါနော်အားလုံးကျေးဇူးတင်ပါတယ်ပရိသတ်ရဲ့လက်ခုပ်တလေးကြားကြပါတယ်